ဟာဟာဟိုးမှာကြည်စံလိတ်ကြီးလာနေပြီမင်းရှောက်နေတာလားရက်နေတာလားတော့မခွဲတတ်တော့ဘူးငါခြေတလန်းကမင်းအတွက်တရက်စာလောက်ရှိတယ်မလား ယုံလေးမင်းအပြေးမြန်တာကိုငါလက်ခံပါတယ်ဒါပေမဲ့ဇွဲရှိရင်ဘယ်အရာမဆိုအောင်မြင်နိုင်ပါတယ် ဘာပြောတယ်မင်းကများငါ့ကိုစုံးမနေသေးတယ်မင်းအဲ့ဒီလောက်ဇွဲရှိတယ်ဆိုရင်ငါနဲ့အပြေးပြိုင်မလား ရဲရလုံးလို့တေတော့မယ်ကောင်းပြီမနှက်ဖြန်ဒီနေရာမှာပြိုင်ပွဲစမယ်ကောင်းပြီလေပြိုင်မယ်မနှက်ဖြန်တောင်ကုန်းပေါ်ကညောင်ပင်ကြီးစီကိုဘသူအရင်ရောက်မလဲပြိုင်ကြတာပေါ့ ကဲယုံနဲ့လိတ်နှစ်ယောက်လုံးအသင့်ပြင်မဟိုးတောင်ကုန်းပေါ်ကညောင်ပင်ကြီးစီကိုအရင်ရောက်တဲ့သူအနိုင်ပဲ1 2 3ပြေး လိတ်ကြီးကဘယ်စီနေမှတော့မသိသေးဘူးငါကပန်းတိုင်ရောက်ဖို့နည်းနည်းပဲလိုတော့တာတလောက်နှီးတဲ့ကောင်အေးစီပြေးလဲနိုင်ပါတယ်ဒီတစ်ပင်ကြီးလေးမှာခဏလောက်အေးလိုက်အောင်မယ်နိုးမစပြေးလဲနိုင်တာပဲ ဟာငါအိပ်ပျော်သွားတာအချိန်ဘယ်လောက်ရှိသွားပြီလဲပန်းတိုင်ကိုအရင်ရောက်သွားတာလိတ်ဖြစ်ပါလားဒီနေ့အပြေးပြိုင်ပွဲရဲ့အနိုင်ရရှိသူကလိတ်ကြီးပါ ငါရဲ့မာနနဲ့ပေါ်ဆာမှုကြောင့်ငါရှုံးတာပါလိတ်ကြီးမင်းကိုအထင်သေးမိတဲ့အတွက်တောင်းပန်ပါတယ် ရပါတယ်ယုံလေးရဲ့အရေးအချင်းရှိတိုင်းအောင်မြင်တာမဟုတ်ပါဘူးအမြဲတမ်းမလျှော့တော့ဇွဲလုံလဝိရိယနဲ့စူးစမ်းမှသာအောင်မြင်မှုဆိုတာရနိုင်တာပါနောက်ဆိုမာနမကြီးပဲစူးစမ်းပါ နေကွေးတော်လဲဆွဲမလျှော့ပဲပုံမှန်စူးစမ်းတဲ့သူဟာအမြဲတမ်းအောင်မြင်မှုရရှိတာကိုကလေးတို့မှတ်ထားကြနော်တဒါ